ခိုင်ပြည်နယ်အတွေ့စစ်ကောင်စီ၏အပြင်းထန်ထိုးစစ်ဆင်မှုပုံနာကျွန်းရှိ AA စခန်းတောင်းဟိုအားစစ်တပ်မှတိုက်ခိုက်သိမ်းပိုက်ကြောင်းသတင်းထုတ်ပြန်မြန်မာ Daily News BD နေ့စွဲ2026ခုနှစ်ဖေဖော်ဝါရီလ19ရက်နနက်အစောပိုင်း6နာရီခန့်တွင်ရခိုင်ပြည်နယ်ပုံနာကျွန်းပေါ်နာချန်နေမီအတွေ့ရှိအာရခထတတော် AAE အခြေစိုက်စခန်း3ခုကိုမြန်မာစစ်တပ်ကအလစ်အငိုက်ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်းသိရသည်အထူးသတင်းတင်ပြချက်ရခိုင်ပြည်နယ်အတွင်းရှိစစ်ကောင်စီတပ်ညင်အာရခထတတော် AA တို့ကြားတိုက်ပွဲများပုံမူပြင်းထန်လာနေပါသည်ခိုင်လုံသောစစ်ဘက်ဆိုင်ရာသတင်းရင်းမြစ်များ Military Sources in ဖော်ပြချက်အရယနေ့2026ခုနှစ်ဖေဖော်ဝါရီလ19ရက်နနက်အစောပိုင်း6နာရီခန့်တွင်ရခိုင်ပြည်နယ်ပုံနာကျွန်းပိုနချန်နေမီအတွင်းရှိအာရခထတတော် AAE အခြေစိုက်စခန်း3ခုကိုမြန်မာစစ်တပ်ကအလစ်အငိုက်ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်းသိရသည်စစ်စင်ရေးအသေးစိတ်တင်ပြချက်မြန်မာစစ်တပ်မှထုတ်ပြန်သောသတင်းချက်လက်များအရ AA တပ်ဖွဲ့ဝင်များအခြေစိုက်ရာစခန်းများအားထောက်လှမ်းရေးသတင်းရရှိပြီးနောက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကနနက်အစောပိုင်းမြူများဆိုင်နေချိန်တွင်အင်အားအလုံးအရင်ထင်စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်စစ်တပ်၏ထုတ်ပြန်ချက်တွင်ထိုစခန်း3ခုအားအောင်မြင်စွာထိန်းချုပ်နိုင်ခဲ့ပြီး AA ဘက်မှအထိအခိုက်အကြဆုံးများရှိကြောင်းဖော်ပြထားသည်စစ်ဘက်ဆိုင်ရာထုတ်ပြန်ချက်အရသိရသည်မှာစခန်းသိမ်းပိုက်မှုတိုက်ပွဲဖြစ်ပွားပြီးနိုင်ပိုင်းအတွင်းမှာပဲ AAE လေ့ကျင့်ရေးနှင့်ရိခါထုတ်ပန်ရေးစခန်း3ခုလုံးကိုစစ်တပ်ကအပိသက်သိမ်းပိုက်နိုင်ခဲ့သည်ဟုဆိုသည်လက်နက်ခဲယမ်းသိမ်းဆည်းရမိမှုစစ်စင်ရေးအပြီးတွင်စခန်းတွင်းရှိလက်နက်ခဲယမ်းများနှင့်ဆက်သွယ်ရေးဆက်ပစ္စည်းအများပြားကိုသိမ်းဆည်းရမိကြောင်းစစ်ဘက်သတင်းရင်းမြစ်ကဆိုသည်လက်ရှိအခြေအနေပုံနာကျွန်းအနီးတစ်ဝိုက်ရှိတောင်တန်းဒေသများတွင်စစ်တပ်ကနေမြေရှင်းလင်းရေးများဆက်လက်လှုပ်ဆောင်နေဆဲဖြစ်ကြောင်းသိရသည်ဤတိုက်ခိုက်မှုကြောင့်ဒေသခံပြည်သူများအကြားစိုးရိမ်ထိတ်လန့်မှုများမြင့်တက်လာနေပြီးတိုက်ပွဲများထပ်မံပြင်းထန်လာဖွယ်ရှိနေပါသည်ရခိုင်ပြည်နယ်၏နောက်ဆုံးရစီအေးသတင်းများကိုသိရှိနိုင်ရာကျွန်ုပ်တို့၏မြလာ Daily News BD စာမျက်နှာကို follow လုပ်ထားနိုင်ပါသည်